tension တော့ဝိညာဉ်တော်ဒီဖျားဟုတ်သလားမဟုတ်ဘူးလားအစေခံနံဝိညာဉ်တက်တက်ပဲလားတင်ကဘလို့မျိုးခံချက်အဖြစ်ယုံကြည်ကိုးကွယ်နေတဲ့သူလေဆိုတာကဒီနေ့တမန်တော်အဖြစ်စစ်ဆေးခြင်းအဖြစ်ခံယူတည်ဆောက်ကြပါစို့အားလုံးပဲယေရှုခရစ်တော်မြတ်တော်နာပါနဲ့ဗဒင်းရင်တစ်အေးဝင်လေးတတမှာအကျိုးဆိုနှုတ်ခွန်းဆက်တာပါတယ်ဖျားနေကံကုန်ကျေးဇူးတော်အပေါင်းကိုချီးမွမ်းရည်သွဲ့ရင်မာယူနဲ့တုန်တင်မှုဩဝါဒခံချက်များကိုကျွန်တော်တည်ဆောက်ခွန်အားယူနှလုံးသွင်းဆင်ခြင်ရင်းနဲ့ဒီနေ့ကလည်းပါလဲဆိုတော့ဝိညာဉ်တော်သည်ဖျားမဟုတ်ဘူးဆိုတဲ့အငင်းအခုံဖြစ်စေတဲ့အချက်၅ချက်ကိုကျွန်တော်တတိပေနိုးဆိုခွန်အားယူတည်ဆောက်သွားကြမှာဖြစ်ပါတယ်ပထမဆုံးအငင်းခုံဖြစ်စေတဲ့နံပါတ်1တစ်ချက်ကပါလဲကျမ်းစာထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကိုဖျားလို့ direct ရေးမထားဘူးဆိုတဲ့အငင်းခုံတစ်ခုဖြစ်တယ်ဒါကတော့သူတို့အငင်းခုံအလုတ်ဆုံးအရာတစ်ခုဖြစ်တယ်ဒီငင်းခုံကြီးရဲ့ပြဿနာကပါလဲဆိုစကလုံးကိုပဲသူတို့ direct ဖွေရှာပြီးမှ direct စကလုံးကိုပဲယူပြီးမှဘယ်မှာလဲကျမ်းစာထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကိုဖျားလို့ဘယ်မှာခေါ်ထားတယ်လဲကျမ်းပိုက်ပြပါဆိုပြီးမှလေငင်းခုံတဲ့အရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဟုတ်တယ်ပြီဒီအဖြစ်ပြက်တွေကကျမ်းစာရဲ့ဆိုလိုရင်းဝိညာဉ်တော်ကိုကျမ်းစာထဲမှာဘလို့ဖော်ပြထားတယ်လဲဆိုတဲ့အရာကိုဖွေရှာရမှာဖြစ်တယ်အဲ့ဒီစကလုံးတစ်လုံးကိုပဲအကြောင်းပြုပြီးမှငင်းခုံနေလဲဘာမှအကျိုးမရှိဘူးဟုတ်ပြီစကလုံးတစ်လုံးကိုပဲအကြောင်းပြုပြီးမှငင်းခုံနေမယ်ဆိုရင်လေတမန်တော်ဝတ္ထုအခန်းကြီး9အငယ်3နဲ့4မှာရှင်းရှင်းလင်းလင်းရေးထားပြီးပေတရုကအာနနီနင်ကဘာကြောင့်ဝိညာဉ်တော်ကိုလိန်ရတယ်လဲတဲ့လူကိုပဲလိန်တာမဟုတ်ဘူးလေနင်ကဖယားသခင်ကိုလိန်တာဖြစ်ပြီရှင်ပေတရုကရှင်းရှင်းလင်းရေးထားတယ်နော်ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ကိုကျမ်းစာထဲမှာဗမာလဲဖယားလို့ရေးထားတယ်ဆိုတော့ငင်းခုံမှုကိုဖြစ်စေတဲ့အဖြေကလေတမန်တော်ဝတ္ထုအခန်းကြီး9အငယ်3နဲ့4မှာကိုရှင်းလင်းစွာတိကျစွာအဖြေပေးထားပြီးဖြစ်တယ်။အာနိနိကမြေကွက်ကိုရောင်းပြီးမှလိန်လေခြင်းအဖြစ်ပေတရုရှေ့မှာငွေလာအပ်တဲ့အခါပေတရုကပြောတယ်ဘယ်မှာလဲနင်ကဘာလို့ဒီလိုလိန်တာလဲဒီမြေကွက်ကနင်တို့ပိုင်တာမဟုတ်ဘူးလားအခုကဘာကြောင့်ဒါအကုန်ပြီးတော့လာလိန်တာလဲနင်ကဝိညာဉ်တော်ကိုလိန်တာဖြစ်တယ်လူကိုလိန်တာမဟုတ်ဘုရားသခင်ကိုလိန်တာဖြစ်တယ်လို့ပြောတယ်။အဲဆိုတော့ဝိညာဉ်တော်ကိုလိန်ခြင်းညီမျှခြင်းဘုရားသခင်ကိုလိန်ခြင်းပဲဒီလိုနော်ဒါကြောင့်ကျွန်တော်တို့ဝိညာဉ်တော်ကိုဖျားလို့မယုံကြည်သေးတဲ့ကာလပတ်လုံးယေရှုခရစ်တော်မိန့်မာခဲ့တဲ့စကားတမန်ကျမ်းစာထဲမှာမှတ်တမ်းတင်ထားတမန်တရားအားလုံးကိုညင်းပေရညင်းဆန်ရရောက်ပါတယ်။ဒါကြောင့်ကျမ်းစာရဲ့အယူဝါဒကိုစာကြောင်းတစ်ကြောင်းသေးဖြစ်စာကြောင်းတစ်ကြောင်းအားဖြင့်အပြည့်အပြက်မဆုံးဖြတ်ရဘူးဖြစ်တယ်။ကျမ်းစာထဲမှာဝိညာဉ်တော်ကိုဘယ်မှာလဲဖျားလို့မရေးထားဘယ်မှာလဲရေးထားတယ်လဲဆိုတဲ့အရာတစ်ခုအားဖြင့်ညင်းခုန်နေမယ်ဆိုရင်ကျန်တဲ့တမန်တရားဆိုလိုရင်းအတိတ်ပဲကိုအားလုံးမှောက်လိုက်ရကြပါတယ်။နောက်ပြီးအငင်းခုန်ဖြစ်စေတဲ့နံပါတ်1တစ်ချက်ကဝိညာဉ်တော်ဆိုတာဘုရားသခင်ရဲ့တကိုးတသက်ပဲဖြစ်တယ်အဲ့လိုတွန်းတင်တယ်နော်တချို့သောတွန်းတင်မှုတွေကလေတချို့သောခံယူချက်တွေကကျမ်းစာကိုတော်တော်လေးမောက်လန်စော်ကားတဲ့အရာဖြစ်တယ်ဒီနေရာမှာအငင်းခုန်ဖြစ်စေနံပါတ်1တကူကလေဝိညာဉ်တော်ကဘုရားမဟုတ်ဘူးဝိညာဉ်တော်ဒီဘုရားသခင်ရဲ့တကိုးတသက်တာဖြစ်တယ်လို့ပြောတယ်ဒီမှာဖြစ်ရှိချက်တကိုးတသက်တာဆိုရင်ဝိညာဉ်တော်ကစကားပြောနိုင်မလားတကိုးတသက်တာဆိုရင်ဝိညာဉ်တော်ဒီတင်ကြားပေးနိုင်ပါသလားတကူတသက်တာဆိုရင်ဝိညာဉ်တော်တွေဆုံးဖြတ်ပေးနိုင်ပါသလား one nation ရှိနိုင်ပါသလားဂျားဝင်ဆုတောင်းပေးခြင်းရှိနိုင်ပါသလားနော်ဒါတွေကကျမ်းစာရေးထားတယ်ဝိညာဉ်တော်တွေစကားပြောနိုင်တယ်ပါသလားဆိုတော့တမန်တော်ဝတ္ထုအခန်းကြီး73အငယ်1မှာဖတ်လို့ရတယ်တင်ကြားပေးခြင်းဆိုတာကယောဟန်14:26မှာဖတ်လို့ရတယ်ဆုံးဖြတ်ပေးခြင်းဆိုတာက1ကို7:7မှာဖတ်လို့ရတယ်one name နိုင်ခြင်းအဖက်4:30မှာရေးထားတယ်ဂျားဝင်ဆုတောင်းပေးခြင်းယောမ8:26မှာရေးထားတယ်ဒါတွေကဝိညာဉ်တော်ကဘုရားသခင်တကူတသက်ပဲဆိုရင်တကူလေးဟုတ်တယ်လေဒါပေမဲ့တကူတသက်ပဲမဟုတ်ပုဂ္ဂိုလ်တော်မြတ်ဖြစ်တယ်ဒါကြောင့်ပုဂ္ဂိုလ်တော်မဟုတ်ဘူးတကူပဲဆိုရင်စကားမပြောနိုင်ဘူးတင်ကြားခြင်းမလုပ်နိုင်ဘူးဆုံးဖြတ်ပေးခြင်းမလုပ်နိုင်ဘူးနောက်ပြီးမှဝမ်းနေခြင်းညှိုးငယ်ခြင်းစိတ်နာခြင်းမရှိနိုင်ဘူးတကူတသက်တာဆိုရင်နောက်ပြီးဂျားဝင်ဆုတောင်းပေးခြင်းမရှိနိုင်ဘူးလေဒါကြောင့်ဝိညာဉ်တော်တွေတကူတသက်ပဲမဟုတ်တကူတသက်ပဲမဟုတ်ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်ဆိုတာကကျမ်းစာထဲမှာကွက်ကွက်ကွင်းကွင်းတိတိကျကျကိုရေးထားတာဖြစ်တယ်နောက်ပြီးအငင်းခုန်ဖြစ်စေတဲ့နံပါတ်3တစ်ချက်ကပါလေဝိညာဉ်တော်ကိုဘုရားသခင်ဝိညာဉ်တော်ပဲလို့ခေါ်တာဒါကြောင့်ဘုရားသခင်ဝိညာဉ်တော်ကဘုရားမဟုတ်ခဏကျွန်တော်အငင်းခုန်ဖြစ်စေတဲ့နံပါတ်2ကျတော့ဝိညာဉ်တော်ကိုဘုရားသခင်ရဲ့တကူလို့ပဲခေါ်တယ်အဲ့လိုပဲခံယူရတယ်ဆိုတဲ့ခံယူချက်ဖြစ်တယ်နံပါတ်3တစ်ချက်ကတော့ဝိညာဉ်တော်ဒီဘုရားသခင်ရဲ့ဝိညာဉ်ပဲဟုတ်တယ်ဘုရားမဟုတ်ဘူးဘုရားသခင်ဝိညာဉ်ပဲဖြစ်တယ်တကူလည်းမဟုတ်တော့တကူလည်းဟုတ်မယ်ဒါပေမဲ့ပုဂ္ဂိုလ်တစ်ပါးမဟုတ်ဘူးဆိုတာငင်းခုန်မှုပဲတယ်ဒီမှာ
အဲ့လိုဆိုရင်ဖျားတခင်ဝိညာဉ်တော်ဆိုတော့ဖျားတခင်နဲ့တီးခြားဖန်ဆင်းခံရလို့အတိတ်ပဲရသွားတာအဲ့လိုဖြစ်သွားတယ်ဖျားတခင်နဲ့ရှင်းရှင်းပြောဆိုတဲ့ဒီကဘာဦးကြမ်းမလားကဘာဦးကြမ်းမလားဒီအယူအဆကိုဖြစ်ပေါ်စေတဲ့ဖြစ်ပေါ်လာမဲ့အရာကြိုတင်တိထားလို့ပဲနော်ဖျားတခင်ကွက်ကွင်းရေးထားတယ်ဖျားတခင်ရဲ့ဝိညာဉ်တော်ပဲဆိုရင်သူကပုဂ္ဂိုလ်တစ်ပါးမဟုတ်တော့တီးတန့်ပုဂ္ဂိုလ်တစ်ပါးအနေနဲ့ရက်တည်တာဖြစ်တယ်ဒါပေမဲ့ဒီသုံးပါးစလုံးဟာတလုံးတဝအထဲတင်ကြီးတင်ညွတ်တဲ့ရှိတယ်ဆိုတဲ့အရာကိုကျွန်တော်အားလုံးလက်ခံရမှာဖြစ်တယ်ဝိညာဉ်တော်ကိုလိန်ခြင်းဖျားတခင်ကိုလိန်ခြင်းအဲ့ဆိုတော့ဖျားသခင်ကိုလိန်ခြင်းဝိညာဉ်တော်လိန်ခြင်းအဲ့ဆိုတော့ဒီမှာနော်ရှင်းရှင်းလင်းလင်းကျွန်တော်တိနားလိဖို့ကတော့ယေရှုခရစ်တော်ကသူကလူသားဇာတိလာခံယူတဲ့အခါမှာဘုရားသခင်ရဲ့အလိုတော်ကိုခံယူတဲ့အခါမှာဘုရားသခင်ရဲ့စကားတော်ကိုမြင်ဝယ်မကျဒီလောကမှာလာပြီးလှုပ်ဆောင်တဲ့အခါမှာ तू စိတ်ကြိုက်လှုပ်တာမဟုတ်နောက်ပြီး तू ခဏပျောက်တော့မှဆုတောင်းတဲ့အခါမှာလဲ तू ဒီယေရှုခရစ်တော်ရဲ့လူသားရာနှုန်းပြည့်တရားလာဖြစ်တဲ့အတွက်ကြောင့် तू နဲ့ဘုရားသခင်ကြားမှာပေါင်းကူတသားဆက်ဆံပေးမဲ့တန်ရှင်တော်ဝိညာဉ်တော်လိုအပ်တယ်အဲကြောင့်ဝိညာဉ်တော်ကသူ့ကိုခွန်အားပေးတယ်ဝိညာဉ်တော်ကသူ့ကိုစကားပြောတယ်ဝိညာဉ်တော်ကသူ့ကိုနှိုးဆော်တယ်ဒါကြောင့်ဒီသုံးပါးစလုံးဟာကဘာဦးကျမ်းကလေးကတန်ရှင်တော်ဝိညာဉ်တော်ဒီရေမြင့်တဲ့ပြေပေါ်မှာလှုပ်ရှားတော်မူ၏ဆိုတော့အစကတည်းကပြောတာနော်ဘုရားသခင်ရဲ့ဝိညာဉ်တော်ဒါဆိုဘုရားသခင်ရဲ့ဝိညာဉ်တော်တတ်ပဲဆိုရင်ဘုရားသခင်နဲ့တီးခြားဖန်ဆင်းခံအရာလို့အတိတ်ပဲရသွားမှာဖြစ်တယ်နော်ဘုရားသခင်နဲ့တလုံးတဝရတော့ဟုတ်တယ်ဒါပေမဲ့လှုပ်ဆောင်ပုံကအားလုံးမတူညီကွဲပြားတာဖြစ်တယ်မတူညီကွဲပြားတယ်ဆိုပြီးမှမတူညီဘူးကွဲပြားတယ်ဆိုပြီးမှတယောက်တစ်ပေါက်လုံနေမှာအားလုံးကဒီတမပြားကြစံချိန်စံညွှန်းကြလုံနေတာပဲဖြစ်တယ်ဒီသုံးပါးစုကဏ္ဍကတော့နည်းနည်းရှုပ်ထွေးတယ်ဒါပေမဲ့ကျွန်တော်တို့ကကျမ်းစာထဲမှာဘုရားသခင်ကျွန်တော်တို့ကိုပေးတည်တဲ့အရာပဲကျွန်တော်တိလို့ရတဲ့အခြေအနေဖြစ်တယ်ကဲသရှင်တော်ဝိညာဉ်တော်ဖွင့်ပြပါစေနောက်ပြီးအငင်းကုန်ဖြစ်စေတဲ့နံပါတ်၄ယေရှုကဝိညာဉ်တော်ကိုအဖအထံပို့တော်မူတယ်ဒါကြောင့်ဝိညာဉ်တော်ကအစစ်နှိမ့်တယ်လို့ခံယူရတယ်နော်ဒီဝိညာဉ်တော်ကဘုရားမဟုတ်ဘူးဆိုတော့ညင်းခုန်တဲ့လူတွေကနံပါတ်၄သူတို့ညင်းခုန်တဲ့အရာပါလဲယေရှုကတဲ့ဝိညာဉ်တော်ကိုတဲ့ဝိညာဉ်တော်အဖအထံပို့တော်မူတယ်ဒါကြောင့်ဝိညာဉ်ကအစစ်နှိမ့်တယ်လို့ပြောတယ်ဖြစ်ရှင်းချက်နော်ဒီနေရာမှာတာဝန်အခန်းကဏ္ဍနဲ့ဘုရားဖြစ်ခြင်းကိုမရောနှောရဘူးဖြစ်တယ်တာဝန်နဲ့အခန်းကဏ္ဍဘုရားဖြစ်ခြင်းကမတူဘူးအဲကြောင့်ဥပမာဖြစ်ရှင်းချက်တစ်ခုတော့တားတော်ဒီခမဲတော်ဤအလိုတော်နာခံတော်မူခြင်းရှိတော်လဲတားတော်ဒီဘုရားဖြစ်ခြင်းမပြောက်ပါဟုတ်တယ်နော်တားတော်ကယေရှုခရစ်တော်ကဒီလောကထဲလာတဲ့အခါမှာဖခမဲတော်ဖျားရဲ့အစေကိုဖျားရဲ့ဖခမဲတော်ဖျားရဲ့အလိုတော်ကိုဆောင်ဖို့လာတာဖြစ်ပေမဲ့အလိုတော်ဆောင်ဖို့လာတယ်လို့ပြောပြီးမှတားတော်ကဘုရားဖြစ်ခြင်းပျောက်သွားတာမဟုတ်ဘူးဘုရားအခန်းကဏ္ဍနဲ့တောင်းဝတ်တရားမတူဘူးဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒီလိုပဲသူလေးတော်ဝိညာဉ်တော်ဒီတားတော်ခမဲတော်ရဲ့အလိုတော်အတိုင်းအမှုဆောင်ခြင်းရှိတော်လဲဘုရားဖြစ်ခြင်းမပြောက်ဘူးဖြစ်တယ်ဟုတ်တယ်နော်မပြောက်ဘူးဖြစ်တယ်နော်ကျွန်တော်တို့ကဖခမဲတော်လို့ပြောလို့ကျွန်တော်တားတော်လို့ပြောလို့ဝိညာဉ်တော်လို့ပြောပြီးဝိညာဉ်တော်ကိုနောက်ဆုံးမှရေးသွင်းတော့ဝိညာဉ်တော်အစစ်နှိမ့်တယ်လို့ခံမဟုတ်ဘူးကျမ်းစာမှာအဲ့လိုမရေးထားဘူးနော်ဗတ္တိဇံပေးတဲ့အခါမှာခမဲတော်တားတော်တန်ရှင်တော်ဝိညာဉ်တော်နာမ၌ပြောတာကျိုးဘသူပဲအရင်ပြောပြဿနာမရှိပါဘူးဒီကြောင့်နော်အစစ်နှိမ့်တယ်အစစ်မရှိဘူးဆိုတဲ့အရာကညင်းခုန်မှုတတ်တာဖြစ်တယ်ဒီနေရာမှာကအခန်းကဏ္ဍနဲ့တာဝန်ကိုရောထွေးလိုက်ပြီးမှမညီမညွတ်ဖြစ်စေတဲ့အသွေးခေါ်မျိုးဖြစ်တယ်အကောင်းဆုံးဥပမာပါလေတာတော်ဒီခမဲတော်ဤအလိုတော်ကိုနာခံခြင်းရှိတယ်သို့တော်လည်းတာတော်ဒီခမဲတော်ဖျားရဲ့အလိုတော်ကိုနာခံခြင်းရှိပြီးမှတာတော်ရဲ့ဖျားကန္တာပျောက်တော့မပျောက်တော့သူကအလုတ်တာဝန်အခန်းကန္တာအရတာတော့နာခံခြင်းရှိတာဖြစ်တယ်နော်ကဲနောက်ဆုံးအဆင့်5ပေါ့နော်နံပါတ်5ပေါ့ငင်းခုန်ခြင်းနံပါတ်5ဖြစ်စေတဲ့အရာပါလားတမန်တော်တွေကယေရှုကိုဖျားလို့ပြောကြပေမဲ့ဝိညာဉ်တော်ကိုဖျားလို့မပြောကြဘူးသူတို့အဲ့လိုငင်းခုန်တာနော်ကျွန်တော်ကတော့မပြောဘယ်မှာလဲတမန်တော်တွေကဝိညာဉ်တော်ကိုဖျားလို့ဘယ်မှာခေါ်ထားတယ်တမန်တော်ကအငယ်3နဲ့4မှာခေါ်ထားတာပဲလေဟုတ်ပြီနော်ဒါကလည်းနော်အဲ့ဒီငင်းခုန်ခြင်းနဲ့မပြည့်စုံတဲ့ငင်းခုန်ခြင်းဖြစ်တယ်ဒါလည်းတမန်တော်အခန်းကြီး3နဲ့4မှာသွားရှာရင်ဒါကအရှင်းရှင်းလင်းလင်းအာဒီနေ့နင်းကလူကိုလိန်တော်ဖျားကိုလိန်တာဖြစ်တယ်ဝိညာဉ်တော်ကိုလိန်တာဖျားကိုလိန်တာဖြစ်အဲဒီအတိုင်းကိုပြောခဲ့တာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကိုလိန်ခြင်းဒီဖျားတဲ့ခင်လိန်ခြင်းပဲဖြစ်တယ်ထို့ပြင်မာသဲ28:19မှာလည်းနိကော73:73မှာလည်းဝိညာဉ်တော်ကိုခမဲတော်နဲ့သားတော်နဲ့အတူဒန်းတူအဆင့်မခွဲထားပဲထားတာမြင်တွေ့ရအဲ့ဆိုဖျားပဲပေါ့
ဟုတ်တယ်မလားဝိညာဉ်တော်ကိုခမဲတော်နဲ့တားတော်နဲ့တန်းတူအစစ်မထားဆိုတမျိုးပေါ့အခုဝိညာဉ်တော်ကိုခမဲတော်နဲ့တားတော်နဲ့တန်းတူနာမတစ်ခုအောက်၌ပဲထားတာဖြစ်တယ်ဟုတ်တယ်နော်ခမဲတော်ဖျားကြီးခမဲတော်ဖျားကြီးချစ်ချင်းမေတ္တာတော်ဒါတို့ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်တန်ရှင်တော်ဝိညာဉ်တော်ဤမိတ္တာယဒါရီအလုံးကတလူပဲကောရိန္သုမှာလည်းတလူပဲရေးထားတယ်မဿဲမှာလည်းတလူပဲရေးထားတာခမဲတော်တားတော်တန်ရှင်တော်ဝိညာဉ်တော်နာမ၌ဗတ္တိဇံကိုပေးကြလောဒန်းတူမထားဘူးဆိုရင်တော့မထားဘူးပေါ့အခုဒန်းတူထားတယ်ဆိုတော့အားလုံးကကိုးကွယ်ခြင်းခံထိုက်တဲ့ဖရားဖြစ်တယ်ယေရှုခရစ်တော်တည်ခြင်းမှာငါထမြောက်စေတာကအဲ့ဒီဝိညာဉ်တကူဖြစ်တယ်နော်ယေရှုခရစ်တော်မေတော်မာရိဘိုက်ချက်မှာလာထည့်တာအဲ့တန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်နော်ပေကောင်းကင်တမန်မှလာထည့်တယ်တော့မပြေဘူးနော်တကယ်လို့များဒီမှာတန်ရှင်တော်ဝိညာဉ်တော်ကအစစ်နှိမ့်တယ်ဆိုရင်တော့နံဝိညာဉ်တသက်ပဲတကူရှင်တသက်ပဲဆိုရင်တော့ခမဲတော်တားတော်တန်ရှင်တော်ဝိညာဉ်တော်နာမအထက်မှာအဲ့နာမကိုဖြုတ်ပြီးမှဂါဘေလနာမမိတ်ခေလနာမပြောလို့ရတယ်လေကောင်းကင်တမန်တွေထဲမှာနော်ဟိုခေရုဘိန်အဆင့်ရှိတဲ့ကောင်းကင်တမန်အများကြီးသူတို့ရဲ့နာမတပါးပါထည့်ပြောလို့ရတာပေါ့တကူတသက်ပဲဆိုရင်ဟုတ်တယ်မလားသူတို့နာမထည့်ပြောလို့မရအခုဖျားပဲထည့်ပြောရမှာဖြစ်တဲ့ကြောင့်ခမဲတော်ဖျားတားတော်ဖျားတန်ရှင်တော်ဝိညာဉ်တော်ဖျားဆိုရဲအတိတ်ပဲလေအဲ့တော့ကျွန်တော်တို့ကဒီစကလုံးတစ်လုံးနဲ့ပဲရှုပ်ရှက်ခန့်နေတာစံစာထဲမှာဝိညာဉ်တော်ကိုဘလို့ဖော်ပြထားလဲဆိုတာကမရှာဖွေတော့ဝိညာဉ်တော်လှုပ်ဆောင်မှုကဘယ်အဆင့်ထိရှိတယ်လဲအစေခံနာဝိညာဉ်တသက်အဆင့်လားဖျားအဆင့်လားဆိုတော့မဝေငှတော့ဘူးမရှာဖွေတော့မဆန်းစစ်တော့ဘူးဆိုတော့မာယူတဲ့တုန်တင်ချက်တွေထွက်လာပြီပေါ့မာယူတဲ့ခံချက်တွေခံယူထားမိပြီပေါ့တော်တော်လေးကြောက်စရာကောင်းတာဖြစ်ပါတယ်ဒါကြောင့်တုန်တင်မှုအမားတွေလူမြောက်များစွာကိုတည်စေနိုင်တာဖြစ်တယ်စေးထိုးမှရင်စေးထိုးမှတဲ့တယောက်ပဲတည်တာဖြစ်တယ်တွင်တင်မှုအမားဟောရင်လေနားထောင်လို့သူအားလုံးဝိညာဉ်ရေးမှာနော်ဒုက္ခအများကြီးရောက်เสียဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တရားဒေသနာစဝင်ငှတဲ့အခါမှာအခုတော့ဘုံတော်ထင်ရှားသွားပြီပေါ့နော်ဘုံတော်ဝင်စားသွားပြီပေါ့MCA ထိုင်းမှာရှိတဲ့ MCA ဆရာဒေါက်တာပိုးခေချိုင်းကကျွန်တော်ကိုပြောဖို့ဆရာကြီးတဲ့နှုတ်ကတော့ဝင်ငှတော့မယ်ဆိုတဲ့အခါမှာနှုတ်ကတော့ဝင်ငှတော့မယ်ဆိုရင်တိချာချာကျန်းစာကိုလေ့လာကောင်းလုပ်ပြီးမှဝင်ငှစေချင်တယ်တဲ့ဖြစ်တယ်လို့မဝင်ငှစေချင်ဘူးစေးထိုးမှရင်တယောက်ပဲတည်တယ်တဲ့ဟောမိုင်းအများကြီးထိခိုက်တယ်တကယ်ခံယူတာဖြစ်တယ်နော်ကျွန်တော်တို့ဘာမှမဟုတ်တယ်နော်တောရွာတောင်ပေါ်သားတယောက်ကိုအမြင့်ဆုံးမှာကျွန်တော်တို့အနေကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့အရန်ပဲကြီးညိုပြီးမှအားကြပြီးမှလေအတုယူခဲ့ရတဲ့နော်အားကြခဲ့ရတဲ့ကျွန်တော်တို့မြောက်များစွာတမာတယောက်ခံယူခဲ့တဲ့ဆရာကြီးကကျွန်တော်အဲ့လိုပဲပြီးထောက်ပြဆိုကျွန်တော်အရန်ဝမ်းသာဖြစ်တယ်ဒါကြောင့်ခရိယာများကိုလမ်းလွဲစေတာကမာယူနိုတွင်တဲ့မှုဩဝါဒတွေဝင်ငှနေတဲ့လူတွေကြောင့်ဖြစ်တယ်ခရိယာတွေကိုတိဆောက်ခြင်းပေးတာလဲမန်ကန်ဆိုတမာတယောက်ကိုပိုင်းခြားခြင်းအဖြစ်ဝင်ငှတွင်တင်ဟောကြားပေးနေတဲ့အစေခံကောင်းတွေကြောင့်ဖြစ်တယ်လို့ပြောချင်တာဖြစ်ပါတယ်ကြောင့်တစ်အနိနာမှာရှိတဲ့ဘုရားသခင်ရဲ့အစေခံကောင်းဖြစ်တယ်ဆိုရင်သူ့ဆရာနဲ့အတုယူလိုက်ပါနော်ဘုရားသခင်ချစ်ကြောက်ယူတဲ့ချင်းအတုလိုက်ပါသူ့ဆရာနဲ့ဘုရားသခင်ကိုဘုရားသခင်ရဲ့သူတို့ကြားမှာရှိနေတဲ့မိတ္တဟာရကောင်းကောင်းမွန်မွန်ဖွဲ့ခြင်းအသင်းတော်ကောင်းမွန်စွာပြည့်စုံဆောက်ရှောက်ခြင်းဝိညာဉ်များကိုပြည့်စုံတွင်တင်နိုးကြားစေခြင်းအဲ့ဒါမျိုးရှိရင်မိတ်ဆွေအတုယူလိုက်ပါနော်မာရတဲ့တွင်တင်မှုဟောကြားနေတဲ့အမှုတော်ဆောင်နေတဲ့ဝေကင်းရှင်းနေနိုင်တော့သူများဖြစ်ကြပါစေလို့ကျွန်တော်ဆန္ဒပြုပါဖြစ်ပါတယ်အားလုံးပေါ်မှာဘုရားသခင်ထံမှာကောင်းကြီးမလားအထူးတလေတက်ရောက်ကြပါစေ